လက်ပန်းအိုးလေးအကြောင်းကိုမတ်စာဒီနေ့ပြပြမယ်နော်လက်ပန်းအိုးကိုဘသူတွေပြုလုပ်တဲ့တယ်လဲဆိုရင်မိမိကစိုင်းအယောင်အဝယ်ပြုလုပ်တဲ့လူမျိုးတွေစီးပွားရေးသမားတွေစာသင်ကျောင်းတွေနောက်အလှပြင်ဆိုင်တွေစိုင်းနဲ့ပြုလုပ်တဲ့လူမျိုးတွေဆိုရင်ဒီလက်ပန်းအိုးလေးတွေထိုးထားရင်ပို့ပြီးတော့ကောင်းကျိုးချမ်းသာကိုရရှိတတ်တဲ့ online shopping လုပ်တဲ့လူမျိုးတွေအိမ်ကနေပြီးတော့အလုပ်လုပ်ရတဲ့လူမျိုးတွေဆိုရင်လည်းဒီလက်ပန်းအိုးလေးကိုအသုံးပြုလို့ရတယ်เนาะဒီလက်ပန်းအိုးထိုးတာဆိုတာကမြမရိုးရအင်္ဂဝိဇ္ဇာပညာရက်လည်းဖြစ်ပါတယ်ဘယ်လိုထိုးရမလဲဆိုရင်မိမိမွေးနေ့ရဲ့မနက်9:45မိနစ်ရောက်တိုင်းမိမိမွေးနေ့ရဲ့လာဘအရက်မှာမိမိရဲ့လက်ပန်းအိုးလေးကိုထိုးထားလိုက်ရုံပါပဲဒီပန်းအိုးကမြတ်စွာဘုရားပူဇော်တာမဟုတ်ဘူးဒီလက်ပွင့်စီဖို့အတွက်ထိုးတဲ့ပန်းအိုးမျိုးစားဖြစ်တယ်ဒါကြောင့်မလို့အိမ်ခန်းမှာပဲဖြစ်စေအိမ်ခန်းမှာပဲဖြစ်စေမိမိအလုပ်လုပ်နေတဲ့လုပ်ငန်းခွင်အတွင်းမှာပဲဖြစ်စေဒီသတ်မှတ်ထားတဲ့လာဘအရက်မှာလက်ပန်းအိုးလေးကိုထိုးလို့ရတယ်เนาะဘယ်မှာထားရမလဲဆိုရင်ခုံတလုံးပေါ်ပဲဖြစ်ဖြစ်စပွဲပေါ်ပဲဖြစ်ဖြစ်အမြင့်တနေရာမှာတင်ထားရပါမယ်ဒီပန်းအိုးတွေကိုရေထည့်ပြီးတော့မိမိရဲ့လက်ပန်းလေးတွေဝေးစားနေအောင်ပန်းအိုးထိုးထားခြင်းအပြင်မိမိမှာလည်းလက်ရှင်လာတာကိုတွေ့မြင်ရပါလိမ့်မယ်ပန်းလေးတွေညှိုးနွမ်းတာနဲ့ပန်းလေးတွေကိုစွန့်ပစ်ပြီးတော့အသစ်ပြန်ထိုးလို့ရပါတယ်တနင်္ဂနွေနေ့သားသမီးတွေဆိုရင်တော့မြောက်ရက်မှာသီဟို22ညွန့်ဒါမှမဟုတ်တပြေ6ညွန့်ကိုထိုးပါတနင်္လာနေ့သားသမီးတွေဆိုရင်တော့မိမိဆိုင်အလုတ်အိမ်အေခန်းရဲ့အနောက်တောင်ရက်မှာနှင်းစီပန်း10ဝင်းဒါမှမဟုတ်ရင်ဓာညွန့်10ညွန့်ကိုထိုးထားပါအင်္ဂါနေ့ဘွားသားသမီးတွေဆိုရင်တော့အရှိမြောက်တောင်ရက်မှာအုံ6ညွန့်ကိုထိုးထားပေးပါဗုဒ္ဓဦးနေဘွားသားသမီးတွေဆိုရင်အရှိအရက်မှာခန့်ကောဒါမှမဟုတ်ကြံဒါမှမဟုတ်ရင်ငွေပန်း15ပွင့်ကိုအစင်ပြေတစ်မျိုးပဲထိုးရမှာเนาะတစ်မျိုးကိုထိုးထားပေးပါကြာသာပရိသတ်သမီးတွေဆိုရင်အရှိတောင်ရက်မှာစီဒါမှမဟုတ်ရင်ဇော်စိမ့်ဒါတွေကိုဇီးဒါမှမဟုတ်စော်စိမ်းကိုရှင်းညွန့်ထိုးပေးပါဇီးညွန့်ထိုးရဲဆိုရင်တော့စူးလေးကိုဖယ်ပြီးမှထပ်ပန်းကိုထိုးပေးပါနော်တောက်ကြနေဘွားသားသမီးတွေဆိုရင်တော့တောင်ရက်မှာရွက်လာ18ညွန့်ဒါမှမဟုတ်ရင်ဝါ18ညွန့်ကိုထိုးထားပေးပါစနေသားသမီးတွေဆိုရင်အနောက်ရက်မှာမေမျိုးပန်း9ခက်ဒါမှမဟုတ်ရင်ပိန်ပန်း9ပွင့်ဒါမှမဟုတ်ရင်ပဲပန်း9ပွင့်ကိုအစင်ပြေရာတစ်မျိုးကိုထိုးထားပေးပါဒီလက်ပန်းအိုးလေးကိုမိမိမွေးနေ့ရောက်တိုင်းအသစ်လဲပေးပါဒါမှမဟုတ်လဲညှိုးနွမ်းတဲ့အခါကျရင်တော့ပြန်ပြီးတော့အသစ်လဲပေးပါစာတာရှင်တွေတူးချင်းစီလိုက်အစွမ်းတတိပြတဲ့အချိန်တွေကကွာနေတတ်တယ်ဒါပေမဲ့စိတ်ရှိရှိနဲ့ဒီလက်ပန်းအိုးကိုပဲပုံမှန်ထိုးသွားရင်းနဲ့မိမိရဲ့အယောင်ဝယ်တွေမိမိရဲ့စီးစိမ်ဥစ္စာတွေမိမိငွေကြေးရှာရတာတွေလွယ်ကူလာတယ်မိမိရဲ့လုပ်ငန်းစီးပွားရေးတွေတိုးတက်လာတာကိုလည်းဒါမျက်မြင်ခန်းစားတွေ့ရပါလိမ့်မယ်အားလုံးပဲလက်ပန်းအိုးလေးထိုးခြင်းအပြင်လက်ပွင့်ကြပါစေလက်ရှင်ကြပါစေစီးပွားဥစ္စာဒီရေလာတိုးတက်ကြပါစေလို့မဆာကဆန္ဒပြုပါတယ်မဆာရဲ့ channel လေးကိုလည်း follow like share subscribe လေးလည်းပြုလုပ်ပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်